မြန်မာနိုင်ငံကရတနာလုပ်ငန်းရှင်များကို social media မှာ0 to hero ဖြစ်ဖို့ရာကူညီပေးမယ် 28 day campaign စတင်ပါပြီအခုကြည့်နေတဲ့လူကြီးမင်းကရွှေဆိုင်ဖွင့်ထားတယ်စိန်ဆိုင်ဖွင့်ထားတယ်ဒါမှမဟုတ်ရတနာလုပ်ငန်းလုပ်ကိုင်နေတယ်ပရိထောင်ထားတယ်ဒါမှမဟုတ်ပရိနဲ့ပတ်သက်တဲ့လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေတယ်အယောင်တင်နဲ့ပတ်သက်လို့လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေတယ်ဒါမှမဟုတ်ရတနာတွေကိုခင်းချင်းပြသလို့ရတဲ့ display ရောင်းချတဲ့သူဆိုရင်ဒီ campaign လေးကိုဝင် join လို့ရပါတယ် day 1ကနေစလို့28ရက်နေ့ထိကျွန်တော် sharing လုပ်ပေးတဲ့သင်ခန်းစာတွေကိုတရေချင်းစီအလိုက်လုပ်မယ်ဆိုရင်လူကြီးမင်းတို့ social media ပေါ်မှာနေရာတနေရာတော့ရသွားမှာအသေးကြပဲဖြစ်ပါတယ် okay ဒါဆိုရင်မေးအောင်ဘယ်သူလဲဘာလဲလို့မေးကောင်းမေးပါလိမ့်မယ်အရင်ဆုံးဒီမေးခွန်းကိုကျွန်တော်မဖြေခင်မှာ TikTok search bar ဖြစ်ဖြစ် Facebook search bar မှာဖြစ်ဖြစ် Go and Treasure by ဟင်းယူလို့အရင်ဆုံးရိုက်ရှာကြည့်ပါ social media မှာရွှေနဲ့ပတ်သက်တဲ့ content တွေစိန်နဲ့ပတ်သက်တဲ့ content တွေပရိနဲ့ပတ်သက်တဲ့ content တွေရတနာလုပ်ငန်းနဲ့ပတ်သက်တဲ့ content တွေကိုစလေဆုံးကိုယ်တိုင် script ရေးတယ်ကိုယ်တိုင် content ရေးတယ်ကိုယ်တိုင်ရိုက်တယ်ကိုယ်တိုင် edit တယ်ကိုယ်တိုင် setting တွေချတယ်အပြောမဆိုကျွန်တော်တယောက်တည်းဖန်တီးခဲ့တယ်ပေါ့ဗျာအဲ့လိုဖန်တီးခဲ့တဲ့လူငယ်တယောက်ဖြစ်ပါတယ်အဲ့ကနေပြီးတော့ကျွန်တော်0 to hero ဆိုတဲ့သင်တန်းလေးလည်းဖွင့်နိုင်ခဲ့တယ်မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်အယောက်300 400လောက်ကိုလည်းကျွန်တော် free class တွေကော main class တွေကော group training တွေလည်းအများကြီးမျှဝေပေးခဲ့ပြီးပါ2026မှာတော့ကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းတစ်ခုကမြန်မာနိုင်ငံကရတနာလုပ်ငန်းရှင်တွေကလွှဲပြီးကြံတဲ့မြည်သည့်လုပ်ငန်းရှင်ကိုမဆိုကျွန်တော်လုံးဝမကူညီတော့ဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်ကျွန်တော်ဟာပဒိန်ဆရာဘောကနေလာပြီးတော့အခုဆိုရင်ရတနာလုပ်ငန်းထဲမှာလုပ်ကင်ခဲ့တာဆယ်စုနှစ်တစ်ခုကျော်17နှစ်ဝန်းကျင်လောက်ကိုရှိလာခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့် social media မှာကျွန်တော်ကိုယ်တိုင်တိစောက်ခဲ့တဲ့ strategy တွေ content ရေးသားနည်းတွေ video edit နည်းတွေ jewelers ဘဝကနေပြီးတော့ creator ဘဝကိုအလင်းအမြတ်ပြောင်းလဲနိုင်ခဲ့တဲ့လျှို့ဝှက်ချက်တွေဝင်ငွေပေါင်းများစွာကိုရှာနိုင်ခဲ့တဲ့အကြောင်းတွေကိုဒီ28 day campaign မှာကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်အခုကြည့်နေတဲ့ mates တွေဟာရတနာလုပ်ငန်းလုပ်ကိုင်နေတဲ့သူဖြစ်တယ်ကင်မရာလည်းကြောက်တယ်သူများတွေနီးတူဗီဒီယိုလည်းဖန်တီးခြင်းနဲ့ content တွေလည်းရေးတက်ခြင်းနဲ့ script တွေလည်းရေးတက်ခြင်းနဲ့ editing ကိုလည်းကိုယ်တိုင်ကျွမ်းကျင်လုပ်တက်ခြင်းနဲ့ဆိုရင်တော့28 days campaign လေးကို join ဖို့အတွက်ကျွန်တော်ကဖိတ်ခေါ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ comment မှာ28 DC လို့သာမှန်ခဲ့ပါကျွန်တော်တို့ team ကနေဆက်သွယ်လာပါလိမ့်မယ်100% အခမဲ့ဖြစ်ပါတယ်